ကျွန်တော်တို့ဗုဒ္ဓဘာသာမှာရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ဘုရားကြီးဆိုတာရှိတယ်အဲ့ဒီစံကင်းဆရာတော်ဘုရားကြီးတတ်တော်ထင်ရှားရှိစဉ်တော့မြန်မာပြည်မှာလည်းဒီဘေဒင်တွေကဟိုဖြစ်နေတာပေါ့ဗျာဆရာကြီးတွေတပုံမရှိတော့အဲဘေဒင်ဆရာတွေအလုံးရှုလိုက်နီးတွေအလုံးခွဲလိုက်အဲ့ဒီစံကင်းရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ဘုရားကြီးရဲ့အာယုဒတ္တဆိုတဲ့အသက်ကိုတွက်ဆန်းပေါ့အသက်တွက်ဆန်းတဲ့ဘယ်ချိန်သိမယ်ဆိုတော့တွက်ခိုင်းတာဒါ challenge ပဲသူတို့ကလည်းလက်ခံတယ်တွက်မယ်သူတို့နီးတွေသိတယ်အကုန်လုံးအဲ့ဒါပထမဦးဆုံး group တစ်ခုပေါ့ဘေဒင်ဆရာတွေမြန်မာပြည်ညောင်ကန်နီးလို့ခေါ်တယ်ဒါသူတို့တွက်ကြတယ်ညောင်ကန်နီးရတွက်တဲ့ကအဲ့ဒီစံကင်းဆရာတော်ဘုရားကြီးရဲ့တက်တော်ဟာသူတို့ရဲ့တွက်နီးရမှာ68နှစ်5လ25ရက်နဲ့9နာရီပဲရှင်းမယ်လို့ပြောတယ် definite တွက်တာနောက်တနည်း group ကတွက်တယ်ဂွေးကြုံနီးလို့ခေါ်တယ်သူကလည်းဒီတိုင်းပဲ68နှစ်တူတယ်ဒါပေမဲ့ရက်လမကွဲသွားတယ်68နှစ်9လ73ရက်နဲ့8နာရီနော်ခုနက68နှစ်5လ25ရက်နဲ့9နာရီဒါကညောင်ကန်နီးအခုဂွေးကြုံနီးက68နှစ်9လ73ရက်နဲ့8နာရီကဲဒါဖြင့်ကျန်တဲ့ဘရောဟိတ်တွေနာမည်ကြီးဆရာတွေရှိသေးလားရှိတယ်သူတို့ကအပရိဝါဒပေါ့ဒီနည်းနည်းလွဲရင်နောက်တနည်းရှိသေးတယ်သူတို့တွက်ဆန်းတယ်တွက်တော့105နှစ်5လ25ရက်နဲ့9နာရီညောင်ကန်နီးနဲ့သူက